မှာကျွန်တော်တို့ကိုင်းနေတဲ့အစားအစာမလာရှင်းဖို့ပြောမှာပါကျွန်တော်ဒီမှာမလာရှောလောက်ဖို့လိုအပ်တဲ့ပစ္စည်းတွေအသိပြည့်စုံထားပါတယ်မလာရှောရဲ့ရည်ကြီးဆုံးဖြစ်တဲ့မလာရှောနဲ့ရောက်တယ်မလာရှောလောက်ဖို့လိုရဲ့ခောက်စားရတော့ဒီမျိုးစုံနဲ့ချက်သားမုံကြီးပြူထိုင်ဝမ်မုံကြီးနဲ့ပြောင်းတော့ဖြစ်ပါတယ်ဒါကစီရရရဲ့စားနဲ့ချက်သားမှုပါပါတယ်ဆက်တော့အရွယ်လေးကိုနည်းနည်းပြပြီးမှပြပါတယ်အခုဆိုရင်တော့အကင်းလေးကိုအရင်ပြုတ်ထားမှာဖြစ်ပါတယ်ပြုတ်ပါမယ်ပြောရတယ်လာကြပြီဆိုရင်အကင်းလေးထည့်ပါမယ်ဆိုတာလေအကင်းလေးကြောက်ပြီဆိုရင်မလာရောင်းလေးရအောင်ပြပါမယ်ပြီးတော့ရဲလေးထည့်ပါပြပါတယ်